ဆ iam ရဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါစေတနာရှင်ဆ iam လေးချင်နေရနေကြိုးဆိုလိုက်ပါတယ်ကဲသုံးပွဲတောင်ဇက်တိုက်ပေါက်တယ်ဆိုတော့လွန်တာပေါ့နော်ဆ iam နေတပတ်တနင်္လာနေ့ကနန်းအရှင်းမပေးဖြစ်ဘူးအင်္ဂါနေ့မှာစပေးတယ်အင်္ဂါနေ့ကနေစပေါက်တယ်ဆ iam အရန်ပျော်တယ်နော်ဆ iam လည်းအများကြီးရလိုက်တယ်ဆ iam ကနန်းကိုလိုက်ထိုးတယ်သူတွေအတွက်လည်းဆ iam အရန်ပျော်ပါတယ်အင်္ဂါနေ့မှာဆ iam 6 break ပေးခဲ့တယ်ဆ iam ပေးတဲ့6 break တွေက9ခွန်ဒါတခြားကြည့်ပါနော်မနေ့ကဗီဒီယိုတွေလည်းမယုံရင်ပြန်ကြည့်လို့ရပါတယ်9ခွန်နဲ့ပေါက်ခဲ့ပါတယ်ဒါမနေ့ကဗီဒီယိုတွေကဆ iam screenshot လေးရိုက်ပြီးပြပေးထားတာနော်နောက်တစ်ခါဗုဒ္ဓဟူးနေ့လယ်မှာ6 break ပြန်လာမယ်လို့ဆ iam ရေပြောခဲ့တယ်ထွက်ပြီးသား break ကိုပြန်ပြီးတော့ထွက်မယ်လို့ဆ iam ကိုယ်တိုင်တိတိကျကျပြောခဲ့တာတောင်းဆိုရင်အဲ့လိုပြောမှာမဟုတ်ဘူးเนาะဒါထွက်ပြီးသား6 break ထွက်ပြီးသားထပ်ပြီး6 break ထွက်မယ်လို့ရေပြောခဲ့တဲ့အတိုင်းပဲတင်9ထွက်သွားတယ်ပေါက်တယ်ပေါက်ထွက်တာတော့9ပေါ့เนาะဆ iam ပေးတာတင်9ဒါမှဆ iam ကနန်းတွေကိုအားထုတ်ဖို့အမြဲတည်းပေးတယ်เนาะဒါဆ iam ကတော့ရလိုက်တဲ့အားလိုက်တဲ့အတွက်ဒါကဗုဒ္ဓဟူးနေ့မှာပေါက်သွားတာဗုဒ္ဓဟူးနေ့မှာနေ့လယ်ပိုင်းမှာပေါက်သွားတယ်ဒါမနေ့ကပေါ့เนาะဗုဒ္ဓဟူးနေ့ဆိုတော့ပြီးတော့ညနေဘက်မှာနေ့ break ထပ်ပေးတယ်ညနေဘက်မှာနေ့ break ထပ်ပေးတယ်မနေ့ကဗီဒီယိုလေးမှလက်ဆက်ပူနွေ့ပြန်ကြည့်လိုက်နော်3မိနစ်ကျော်4မိနစ်ကျော်ပဲရှိတယ်ပြန်ကြည့်လိုက်ပါဆ iam ပြောတာဟုတ်လားမဟုတ်လားဆိုတာအဲ့မှာမှညနေရမှာအချီရတာဘာလို့လဲဆိုတော့ဒဲကိုထွက်တယ်အားဒဲထွက်တယ်48နဲ့ဒဲပေါက်တယ်နှစ် break ကဲဘယ်လောက်တောင်မှန်လိုက်လဲစဉ်းစားကြည့်နော်တနင်္လာနေ့ကဒါတော့မပေးပြလို့အင်္ဂါနေ့ကနေစပြီးတော့ပေါက်တယ်ဗုဒ္ဓဟူးနေ့မှာနောက်ထပ်2ပွဲဆက်တိုက်ပေါက်တယ်ဘယ်လောက်တောင်မှန်လိုက်လဲကိုယ့်ကိုတေးသေးချာချာပြန်စဉ်းစားဆ iam ကကနန်းတွက်တာနဲ့အကျိုးပေးတယ်ဆ iam ဗီဒီယိုတွေပြန်လေ့လာကြည့်ရင်သိမယ်နော်ဆ iam ပြောတာဂျင်းထဲနေရလားမဟုတ်ဘဲပြောနေရလားမပေါက်ဖက်နဲ့ပေါက်တယ်ပြောနေရလားဒါမှမဟုတ်မရဘဲနဲ့ရတယ်ပြောနေရလားတကယ်ရောဟုတ်ရလားဆိုအရှင်းရောက်ဗီဒီယိုလေးတွေကိုမိနစ်ပိုင်းလေးနည်းနည်းလေးအချိန်ပေးပြီးပြန်ကြည့်လိုက်တာနဲ့သိမယ်နော်ဒါကတတ်သေးလေးပဲမဟုတ်ဘဲနဲ့ဟုတ်တယ်လို့ပြောလို့လည်းမရဘူးမှန်ပဲနဲ့လည်းမှန်တယ်လို့ပြောလို့မရဘူးမပေါက်ပဲနဲ့လည်းပေါက်တယ်လို့ပြောလို့မရဘူးနားထောင်နေတဲ့သူတွေအားပေးနေတဲ့သူတွေကနလက်ဘိန်းတုံးနေတုံအားနေသူတွေတရားမှမပါဘူးเนาะခက်လေးတွေလည်းမဟုတ်ဘူးဂျင်းထဲလို့လည်းမရဘူးဒါကယုံကြည်မှုနဲ့အလုပ်လုပ်တာယုံကြည်မှုနဲ့ရှေ့ဆက်တဲ့အလုပ်မဟုတ်တာပြောရင်မမှန်တာပြောရင်ယုံကြည်မှုဘယ်သူမှရှိမှာမဟုတ်ဘူးဒီလိုဆက်ပြီးတော့ရက်တည်နိုင်မှာမဟုတ်ဘူးကဲအဲ့တော့ဆ iam ကအခုဗုဒ္ဓဟူးနေ့ကအောင်ပွဲရတယ်အင်္ဂါနေ့ကလည်းအောင်ပွဲရတယ်အခုဇာတာပတိတောက်ကြ2ရက်အတွက်ဆ iam မွေး break ပေးမယ်အသစ်ထပ်ပေးမယ်ဆ iam က break ဆိုရင်အရန်မှန်တယ်အရှိရဗီဒီယိုတွေပြန်ကြည့် break နဲ့ပတ်သက်လာရင်စိတ်ချရတယ်လွဲတဲ့အခါတော်တော်ရှားတယ်เนาะဆ iam ပေးတာကိုဆ iam ယုံကြည်တယ်အာမခံနိုင်တယ်เนาะအခုမွေး break ပေးမယ်เนาะဆ iam တင်သမျှကိုအမြဲမြင်နေရအောင်ဆ iam အကောင့် subscribe ထားတချို့အသက်ကြီးရဲ့ဘိုင်းတွေက subscribe လုပ်တယ်ဆိုတာနားမလည်ဘူးကြည့်တော့ကြည့်တယ် subscribe ကိုလုပ်တာဘယ်လိုလုပ်ရမှန်းမသိဘူးဆိုရင်ခေါင်းလောင်းပုံလေးကိုနှိပ်ထားเนาะဒါဆိုရင်ဆ iam တင်သမျှကနန်းနေမလွတ်တိုင်းမြင်နေရမယ် comment မှန်တဲ့သူတွေကဆ iam ရဲ့ဗီဒီယိုမှာ comment လေးတစ်ခုမှန်သွားအားပေးပါတယ်လို့ပဲမှန် thank you ပဲမှန်ကျေးဇူးတင်ပါတယ်ပဲမှန်ဘလို့ပဲမှန်ဆ iam ကမှန်လေးတွေတွင်အားရှိတယ်ပျော်တယ် YouTube ကလည်းမှန်လေးတွေအတုံးအပြန်ရှိတဲ့ channel တွေဆိုရင်ဒါသူတို့တင်သမျှလေးတွေကိုပြပေးရပါတော့နှုတ်မဆိုရင်ဘယ်မှမပြရင်ဘယ်သူမှမြင်လိုက်မှာမဟုတ်ဘူးအဲ့တော့မှန်လေးတွေနဲ့ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့မှန်လေးတွေမှန်သွားပေးခဏန်းတွေကိုဆက်တွေ့ခြင်းနဲ့ဆိုရင်ဆ iam တင်သမျှတွေကိုကြည့်ခြင်းနဲ့ဆိုရင် comment လေးတွေမှန် subscribe လေးတွေလုပ်သွားပေးเนาะဆ iam အခုဇာတာပရိတောက်ကြအတွက်မွေး break ပေးတော့မယ်ဇာတာပရိတောက်ကြအတွက်မွေး break ကအထူးမွေး break main တင်မွေး break ကတော့tip break ပါเนาะအရန်ကတော့3ည break ပါတခါတည်းမှတ်သွားเนาะtip break က main တင်tip break ကဘာတွေလဲဆိုဆ iam ပြောမယ်တခါတည်းကနန်းစီပေးလိုက်မယ်ကနန်းထိုးတဲ့အခါတကွက်တလေးကြံခဲ့မှာဆိုလို့เนาะ3ည1 2 9 3 8 4 9 5 6ဒါကtip break တွေเนาะ
ပြီးတော့နောက်အရန်အနေနဲ့က3ည break ပေးထားတယ်အရန်3ည break ပါတစ်ခါတည်းမှတ်သွား3ည3ည1 9 2 8 4 6 5 5 3ခွန်ဒါတွေကတော့အရန်3ည break တွေပါနော်ဆရာမပေးတဲ့break ကစောစောထွက်သွားရင်ဆရာမ break အသစ်ထပ်ပေးမယ်เนาะစောစောထွက်အောင်ဆူတောင်းစောစောထွက်ပါစေဆူတောင်းစောစောထွက်ရင်မမွေးရတယ်မမွေးရတော့ဖြစ်တဲ့အတွက်စောစောရတာပေါ့เนาะတကယ်လို့မထွက်သေးရင်ဆက်မွေးလိုက်ပေါ့เนาะဒါက2ရက်ပဲမွေးရတော့မှာကျတာပရိတောက်ကြ2ရက်ပဲမွေးရတော့မှာကဲအားလုံးပဲဆရာမပေးတဲ့ကဏ္ဍနဲ့အကျိုးပေးပြီးကံကောင်းကြပါစေပေါက်ကြပါစေအကျွေးလေးရှိရင်အကျွေးလေးကြည်ပါစေလို့ဆရာမကဆူတောင်းပေးလိုက်တယ်เนาะ